မင်းကွန်တုံးစကားကိုဘယ်လောက်ရာခိုင်နှုန်းပြောနိုင်လဲကျွန်တော်တော့လည်းမေးခံရဘူးလေကိုကြက်ထားတဲ့ဟာတွေနဲ့တခုမှလည်းမတူသူတို့ဖောက်ပြီးတော့မေးတာတခါလေကြားလို့ရှိရင်မင်းအင်္ဂလိပ်စကားကွန်တုံးစကားဖူထုံးမှာမင်းဘယ်စကားဟိုအကောင်းဆုံးပြောနိုင်လဲပေါ့နော်ဒီဗီဒီယိုမှာပေါ့နော်ကျွန်တော်အင်တာဗျူးမှာဘာတွေအများဆုံးမေးတတ်လဲဘာတွေအများဆုံးသူတို့ပြောလဲပေါ့နော်ကိုကမြန်မာပြည်မှာပဲရှိမကောင်းမှာပဲရှိနော်အလုပ်တော်များများကဒါမျိုးတွေမေးထားရှိတယ်ပေါ့နော်ဒါကြောင့်မို့လို့ဘာတွေမေးနိုင်လဲဆိုတော့ကျွန်တော်ပြောပြပေးမယ်ပထမဆုံးတစ်ခုမင်းအရင်လောက်ကလားစာဘယ်လောက်ရလဲလို့နော်ကြံဖမှန်မေးတတ်တယ်အရင်လောက်ကဘာမှလောက်တာလဲလို့အရင်ကဘာလို့ဖူးလဲလို့နော်အဲ့ဒါတော့တေချာပေါ့မိမအရင်ကဘာလို့ဖူးလဲရတော့ပြီးတော့အရင်အလောက်ကဘယ်နှနာရီလောက်ရတာလဲလို့နော်အရင်လောက်ကဘာလို့ထွက်လိုက်တာလဲအရင်လုံးနဲ့စာချုပ်ပြည့်သွားပြီလားငါတို့ကုမ္ပဏီကဘာအလုပ်လဲဆိုတာမင်းသိလားပြလို့ချင်းမင်းလားစာဘယ်လောက်လို့ချင်းလဲတချို့ဆိုလို့ချင်းနော်ကျွန်တော်တို့လည်းကြုံဘူးတယ်တချို့ဆိုလို့ချင်းကိုကကြက်သွားတာအင်တာဗျူးတွေအများကြီးပဲအများကြီးယူနေပြောရောက်တာနဲ့တန်းမိတာမင်းလားစာဘယ်လောက်လို့ချင်းလဲမင်း OT ဆင်းနိုင်လားနော်ပြလို့ချင်းပါလဲမင်းပင်မမှာကြောက်လားတနာယူ OT 25ချက်ပြင်မင်းလုံးနိုင်လားဒါမျိုးတွေပေါ့နော်ပြလို့ချင်းမင်းစပွဲထိုးလုံချုံရေးတန်ရှင်မင်းမှာဘာအတွေ့အကြုံရှိလဲလို့ပေါ့နော်မင်းမကောက်ရောက်တာဘယ်လောက်ကြာပြီလဲလို့ကိုကြက်ထားတဲ့ဟာတွေနဲ့တခုမှလည်းမတူသူတို့ဖောက်ပြီးတော့မေးတာတခါလေကြားလို့ရှိရင်မိသားစုအကြောင်းတွေလည်းကောက်မေးလိုက်တာပဲမင်းမိသားစုဘယ်နှယောက်ရှိလဲဘယ်နှယောက်ကအလုပ်ရှိလဲမင်းကအငယ်လားအကြီးလားဒါမှမဟုတ်လို့အလတ်လားမင်းမအဖေမေရှိသေးလားလို့ချင်းတရားနာမည်ဘယ်လိုခေါ်လဲနော်ဒါဘာအယောင်လဲပြလို့ရှင်သူတို့မျိုးစီတယ်မှာမြင်တဲ့ဟာအန်ဒါဘာအယောင်လဲဆိုပြီးတော့ကောက်ပြီးတော့မေးတတ်တယ်နော်ဒါကြောင့်မလို့တေချာနားထောင်ပါတေချာလေးကြည့်ပါနော်တေချာလေးကြက်တော့ပါဘာလို့ဆိုသူတို့ကအဲ့လိုမျိုးဖောက်ပြီးတော့မေးတတ်တယ်နော်တခါလေးကြားလို့ချင်းပြလို့ရှင်မင်းကွန်တုံးစကားကိုဘယ်လောက်ရာခိုင်နှုန်းပြောနိုင်လဲကျွန်တော်တော့လည်းမေးခံရဘူးလေကျွန်တော်စပွဲတို့တော့ချောက်လက်ချင်းကမင်းကွန်တုံးစကားကိုဘယ်လောက်ရာခိုင်နှုန်းပြောတတ်လဲမင်းအင်္ဂလိပ်စကားကွန်တုံးစကားဖူထုံးမှာမင်းဘယ်စကားအကောင်းဆုံးပြောနိုင်လဲပေါ့နော်ပြောမှဆိုလို့ရှိရင်မင်းအတော်ဆုံးပြောနိုင်တဲ့စကားပေါ့နော်ဒါမျိုးတွေကျွန်တော်လည်းမေးလာတယ်ပြီးလို့ရှိရင်အင်္ဂလိပ်စကားတွေပါရဆိုမင်းအင်္ဂလိပ်စာရေးတတ်ဖတ်တတ်လားလို့ဘာလို့မေးလာဆိုမီနူးချပြတယ်ဒီကဘာပြောထားလဲဒါဘာရေးကြလဲငါ့ကိုတရုတ်လိုကွန်တုံးလိုပြန်ပြောပြဆိုပြီးတော့ဒါမျိုးတွေလည်းလာတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့အင်တာဗျူးကလေကိုကနှေးမအောင်မကြောက်နဲ့ဖြည်းဖြည်းနားထောင်တော့သူတို့အကယ်လို့ပြောတာအရမ်းမှန်လဲငါ့ကိုဖြည်းဖြည်းလေးပြောပေးပါနော်ပြလို့ချင်းငါ့ကိုနေပုံးကောင်းတော့ရက်ချင်ငါ့ကိုနောက်တစ်ချိန်တော့ထပ်ပြီးတော့ပြောပေးပါဒါမျိုးတွေကိုမှရွတ်ခေါ်လို့ရနော်တောင်းဆိုလို့ရတယ်ဆိုတော့အသေးပြောပြပါနော်ဒါဒီနေ့ပေါ့နော်သူတို့ပေါ့ဆဆာမေးတဲ့တချို့မေးခွန်းလေးတွေကျွန်တော်ပြောပြအကယ်၍ပေါ့နော်ဒီထက်တည်ချာတိချင်တာလေးရှိတဲ့ဆိုလို့ချင်းလဲကျွန်တော်တင်တန်းမှာပေါ့နော်အကုန်လုံးတင်ပေးပါတယ်ပေါ့နော်ဗီဒီယိုအဆုံးထိကြည့်ပြတော့လည်းအားလုံးကျေးဇူးတင်ပါတယ်